Manchester City vs Brentford EFL Cup ပွဲစဉ်သုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျာနောက်90မိနစ်မှာကြိုဆိုပါရခင်ဗျာကျွန်တော်90ပါအဲ့တော့ကျွန်တော်တို့ဒီနေ့ညမှာကတော့ဒါ EFL Cup ပွဲစဉ်တွေကကျွန်တော်တို့တပွဲဖြစ်တဲ့ဒီ Manchester City နဲ့ Brentford ပွဲစဉ်လေးကိုကျွန်တော်ညီကိုတို့သုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကြားထဲကတော့ကျွန်တော်ဒါနားနေတာပေါ့နော်ဆိုတော့ TikTok မှာလည်းကျွန်တော်ဒါဘာမှမတင်ဖြစ်ဘူးကျွန်တော် Telegram Channel မှာပဲဒါရန်ဖန်ရန်ခါကျွန်တော်ဒီ Channel ကလူနဲ့စကားပြောတယ်ဒီလောက်ပဲရှိတယ်ပေါ့အဲ့တော့ဟို Channel ကို join နိုင်တော့ပို့ပြီးတော့ကျွန်တော်နဲ့activity တွေမှာပို့ပြီးတော့ဒါတူတူလှုပ်ဆောင်လို့ရမယ်အနေအထားမှာရှိတယ်ပေါ့နော်ဆိုတော့ Channel လေးကိုကျွန်တော်ဒီဘက်တောင်းနေမှာကျွန်တော်ဒါ search bar မှာရှာလို့ရမယ်ဟာလေးကိုကျွန်တော်ဒီဘက်ပါလေးဒီဘက်တောင်းနေမှာကျွန်တော်တင်ပေးထားပါမယ်အဲ့တော့ကျွန်တော်တို့ဒါပွဲစဉ်လေးတွေကိုစပြီးတော့သုံးသပ်လိုက်ရအောင်ပါManchester City ကတော့ကျွန်တော်တို့ဒါအိမ်ကွင်း Brentford ကတော့ဒါအဝေးကွင်းလာရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီ EFL ကပွဲစဉ်တွေကိုကျွန်တော်အရန်ကြီးပဲအချက်လက်စုံစုံလင်းလင်းနဲ့ဒါပြောတော့မှာမဟုတ်ဘူးเนาะဆိုတော့တိုးပဲကျွန်တော်ပြောလိုက်ပါမယ်ဘာကြောင့်လဲဆိုတော့ Premier League လောက်လေအရန်ကြီးကျွန်တော်ဟိုအားတက်တရောမရှိတာလည်းပါတယ်ပေါ့เนาะဆိုတော့စပြီးတော့ကျွန်တော်တို့ပြောမယ် Manchester City အိမ်ကွင်း Brentford အဝေးကွင်းလာအောင်ရင်ဆိုင်ရမှာဖြစ်တယ် City ကCity နဲ့ Brentford မှာဆိုလို့ရှိရင်ကျွန်တော်ကတော့အသင်းငယ်တစ်သင်းအသင်းလက်တစ်သင်းနေနဲ့ဒီ EFL Cup ကို Brentford ကပို့ပြီးတော့ focus ထားတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်။ဘာကြောင့်အဲ့လိုပြောလဲဆိုလို့ရှိရင် Brentford မှာကအရင်ကြီးလာကန်စရာဒီ tournament ကမရှိဘူး။နော် cup တွေမရှိဘူး tournament တွေမရှိဘူး။အဲ့တော့Brentford အနေနဲ့ရှေ့မှာဖျက်ချော်လာခဲ့တဲ့အနေအထားတွေကိုကြည့်ရင်ဘုံမောက်ကိုအဝေးကွင်းကနေကန်ရတယ်။ပြီးရင်တော့နောက်တစ်ပွဲက Aston Villa ကိုသူ့အိမ်ကွင်းမှာလက်ခံခက်ကန်ပြီးတော့မှဒီ Manchester City နဲ့အဆင့်ကိုကျွန်တော်တို့ဒီတွေ့လာတယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့ Brentford ရဲ့ form ကလက်ရှိမှာဘယ်လိုလဲဆိုတော့Brentford form ကအတော်လေးနှိမ့်နေတဲ့အထဲမှာတော့ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ပွဲစဉ်လိနဲ့ပွဲစဉ်မှာကျွန်တော်ဒီ Brentford line နဲ့ထွက်လာတဲ့အချိန်မှာကျွန်တော်တော်တော်လေးအံ့ဩသွားသူတို့တွေ EFL Cup ကိုမြန်အာရုံထားနေသလားပေါ့နော်။ဘာလို့ဆိုတော့သူတို့ရဲ့အဓိကကစားသမားတွေရဲ့ Dance Card တို့ပြီးတခြားသောအဓိကဒီ player တွေကိုအဲ့ပွဲစဉ်မှာချန်လာတာလိနဲ့ပွဲစဉ်မှာအဲ့တော့ Premier League ကိုမစိုးရိမ်ဘူးလား။ relegation ဇုံကိုငါတို့တွေဘယ်လိုပဲဖြစ်ဖြစ်ကြော်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကြီးကို Brentford စီမှာကျွန်တော်ကသွားပြီးတော့ခံစားလိုက်ရကျွန်တော်အဲ့ဒီမှာ Brentford ဒီကိုကျွန်တော်ရွေးပြီးခဲ့တာပေါ့ကျွန်တော် member ပွဲမှာအဲ့တော့အဲ့လို line ရထွက်လာတဲ့အချိန်မှာဟာထင်းလိုက်တယ်ဒီကောင်းလေးဒီ EFL Cup ကိုသွားပြီးတော့အာယုံစိုက်လိုက်မယ်ထင်တယ်ဆိုပြီးတော့အမ Dance Card တို့ဘာတို့ကိုသူ့အနေနဲ့ဒီ goal တကယ်လိုတဲ့အချိန်မှာပဲထည့်ဆော့တဲ့ပုံစံတွေကိုမြင်တွေ့ခဲ့ရတယ်အဲ့တော့ဒီပွဲစီကိုမြန်တကယ်အာယုံစိုက်လာသလားဆိုတော့ကျွန်တော် Brentford ဘက်ကိုတော့ကျွန်တော်တို့တကယ်ကို EFL Cup ကို Brentford က focus ထားတယ်အာယုံစိုက်လာတယ်လို့ကျွန်တော်အနေနဲ့ဒါသုံးသပ်မိတယ်မြင်မိတယ်အဲ့တော့ Manchester City ဘက်ကိုသွားပြီးတော့ကြည့်မယ် City လို့အသင်းမျိုးဆိုတာကဟိုတကယ်တမ်းလူစင်းကဒါစကွက်နှစ်ခုစာရှိတဲ့အနေထားပေါ့နော်ဒါပေမဲ့နှစ်နေရာစာမရှိတဲ့နေရာကကျွန်တော်ခဏပြောခဲ့တဲ့ defensive midfielder play နေရာပဲ defensive midfielder နေရာကဂွန်ဆာလက်နေရာမှာအစားထိုးပြီးတေးသေးချာချာဆော့ပေးနိုင်မယ်လို့လည်းမရှိဘူးဂွန်ဆာလက်တီလည်းဟိုကောင်းတော့ကောင်းတယ်ဒါပေမဲ့ Rodri level တော့ဟုတ်မနေသေးဘူး Rodri နဲ့နည်းနည်းတစ်ဆင့်နိုင်တဲ့ level မျိုးအဲ့တော့ဒီသူ့ကိုအနာပေးချင်တယ်ဆိုလို့ရှိရင်သူ့နေရာမှာဆော့တဲ့လူကလည်းသူ့လောက်နီးလောက်တော့ကောင်းဖို့တော့လိုတယ်။ဘာလို့ဆိုတော့တစ်ဖက်က Brentford ဗျာ Premier League အသင်းနဲ့တွေ့ရတယ်။ပြီးရင် City က Brentford နဲ့တွေ့ရင်နှစ်ကိုပြတ်နိုင်တယ်ဆိုတော့အတော်လေးကိုရှားတယ်။အဲ့တော့ City လိုအသင်းမျိုးကကဲထားပါတော့ဒီနှစ်သင်းစာ squad ရှိတယ်ပေါ့နော်။ကဲနှစ်သင်းစာ squad ရှိဒါမှမဟုတ်လဲ first line နဲ့ပဲထွက်လာပါစေအောင်ပေါ့။ဒီလိုပွဲစဉ်မျိုးကိုသူတို့ဒါဒီမရှုံးနေရင်ပေါ့နော်ဥမာ Brentford ကအရင်သွင်းတာဖြစ်မရှုံးနေရင်အသေးအတန်ကြီးကန်ပါမလားပေါ့။ဘာကြောင့်လဲဆိုတော့စနေနေ့တင်းကုန်းတွေမှာသူတို့ကဒါပွဲပြန်ကန်မှုရှိတယ်လေ။ဂျာရက်ဒီဒါဂျာရက်ပွဲစဉ်ပေါ့။အဲ့တော့အရင်ကြီးအားဆိုင်ကန်ပါမလား position gain နဲ့ပဲတစ်ဖက်ကအသင်းလက်ကအမားကိုစောင့်ပြီးတော့ကန်မလားဆိုတာကိုကျွန်တော်တွေးရအောင်ပဲအဲ့တော့ကျွန်တော်တွေးလိုက်တဲ့အတွေးကတော့ City ဘက်ကနိုင်မယ်ဆိုရင်တကူတက်မပိုးတော့ဘူးလို့ထင်တယ်အဓိကအပြင်သူတို့အနေနဲ့ဒါကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသူတို့အနေနဲ့ဒီစင်တင်းဦးတွေမှာပွဲလိုက်ကန်ဖို့ရှိတာဖြစ်တဲ့အတွက် first line နဲ့ပဲပွဲထွက်လာပါစေအောင်တော့ထိန်းသိမ်းနဲ့ position gain ပဲ play သွားမယ်လို့ကျွန်တော်နေထင်တယ်အဲ့တော့ Brentford ကလည်းဒီပွဲစဉ်ကိုအမားနဲ့အောင်ဆော့လာမယ်ဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်ကို Brentford ကိုပဲကျွန်တော်ပို့ပြီးတော့အားတန်တယ် Brentford ကိုပဲကျွန်တော်ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဆိုတော့ညီကိုအနေနဲ့ဒါကိုနဲ့အကြိုက်တူမှာပဲယူဖို့ကျွန်တော်ဒီနေ့ကနေပြီးတော့အကြံပေးချင်ပါတယ်ကျွန်တော်ဒီနေ့တော့ကိုတော့ဒီ EFL Cup ပွဲစဉ်ကိုတော့ကျွန်တော် Brentford ဘက်မှာပဲစွန့်စားနဲ့ရက်တည်ချင်ပါတယ်ခင်ဗျာအဲ့တော့ကောင်းမွန်သောနေ့တွေကိုပိုင်ဆိုင်နေကြပါစေကျွန်တော်ရဲ့သုံးသက်ချက်ဗီဒီယိုကိုကြာရင် like and follow လုပ်ခဲ့ပြီးကျွန်တော်ဒီနေ့ကနေပြီးတော့မေတ္တာရက်ခံလိုက်ပါတယ်